ကျွန်တော်တို့မြန်မာတွေကများသောအားဖြင့်စားလို့ကုန်တာမဟုတ်ဘူးမှားလို့ကုန်တာပါအဲ့တော့အမလေးသူကတော့ဖြစ်ဘာလုံးလိုက်လို့အောင်မြင်သွားတာသူကတော့ဘယ်အကွက်ကိုဝယ်ပြီးဘလို့ရောင်းလိုက်လို့ချမ်းသာသွားတာဆိုတဲ့သူများလောက်တိုင်းလိုက်မလောက်ပါနဲ့ကိုအုံနောက်နဲ့ကိုစဉ်းစားပါကျွန်တော်တို့တွေကသူများအောင်မြင်တိုင်းလိုက်အောင်မြင်မယ်လို့မထင်နဲ့သူတို့ရဲ့ပကြီးကားကဆွဲပြီးသား limit ရှိတယ်ကျွန်တော်တို့ရဲ့ပကြီးကားကမဆွဲရသေးဘူးကြီးကျင်တလောက်ကြီးလို့ရတယ်ချဲ့ကျင်တလောက်ချဲ့လို့ရတယ်အဲ့တော့ကျွန်တော်တို့က end limit ဖြစ်တဲ့အတွက်စဉ်းစားပါဘာပဲလှုပ်တွေးပါတိုင်ပင်ပါတိတဲ့တက်ကျွမ်းတဲ့သူနဲ့တိုင်ပင်ပါကျွန်တော်တို့မြန်မာတွေကများသောအားဖြင့်စားလို့ကုန်တာမဟုတ်ဘူးမှားလို့ကုန်တာပါအဲ့တော့လုံးဝမမားရစေအောင်တိတဲ့လူတက်ကျွမ်းတဲ့သူနဲ့တိုင်ပင်ပြီးမှစုပ်ဖြတ်ပါဝယ်ပါမြေဝယ်မယ်ဆိုရင်အဲ့တော့ကျွန်တော်ကလည်းကျွန်တော်ကိုလာတိုင်ပင်တော့ကျွန်တော်တိတဲ့လောက်လေးရှင်းပြပါမယ်ရှင့်လိုအပ်တယ်ဆိုရင်ခွန်50 30 1ခွန်ခွန်မှာကျွန်တော်နဲ့တိုင်ပင်ခြင်းနေဆိုရင်ပေါ့